ငါချောက်ရိုးနဲ့တီးစုံပဲဟင်းကိုဒီလိုလေးချက်ကြည့်နော်ဒါအစားကောင်းတာအရင်ဆုံးချက်တော်ဖြူနီထောင်းလာတာကိုတင်းတော်တင်ရွက်လေးထည့်ပြီးတော့စနွင်းမုံရဲ့စိမ့်မုံရဲ့နဲ့အစီသက်ပါမယ်ပြီးရင်တော့ငါချောက်ရိုးလေးထည့်ပြီးတော့စီသက်လိုက်ပါတယ်ပြီးရင်တော့အာလူးလေးထည့်ပြီးတော့ရေလေးနဲ့ထည့်ပြီးထည့်လိုက်ပါတယ်ရေနည်းနည်းခန်းသွားတဲ့အခါမှာတော့ရေထည့်ပြီးတော့မာတဲ့အသီးနှံတွေဖြစ်တဲ့ဘူးသီးရဲ့ရွှေပြုံသီးရဲ့ပိန်းနေသီးရဲ့ကိုထည့်ပြီးတော့ဆက်တိတ်လိုက်ပါတယ်အချောက်ရိုးနဲ့တီးစုံရင်ချက်တဲ့အခါမှာမြစ်ချင်လေးထည့်တာသူ့ရဲ့အနံ့ကိုပို့ပြီးတော့ကောင်းစေတယ်ပေါ့နော်ပြီးရင်တော့ရေလေးထည့်ပြီးတော့အသီးလေးနူးအောင်လို့ဆက်တင်လိုက်ပါမယ်ရုံးရည်သီးလေးကိုတော့နောက်ဆုံးမှထည့်ပါမယ်ပြီးရင်ပြုတ်ထားတဲ့ကလပဲတွေထည့်ပါတယ်သီးနှံလေးနူးပြီဆိုတော့မှမကြီးရေထည့်ပါမယ်နော်ပြီးရင်တော့အရသာပုံငံအတွက်ကတော့ကိုကြိုက်တဲ့လောက်ခက်လို့ရပါတယ်ရှင်ခုဆိုရင်တော့အနံလေးရလဲတအားမှုေးပြီးတော့စားကောင်းတဲ့ငါချောက်ရိုးတီးစုံဟင်းလေးရပါပြီရှင်